အိမ်ကတသားမီမီလေးတို့နဲ့အတူတူ English လို့ပြောဖို့အတွက်အိမ်မှုကိစ္စကူညီခြင်းနဲ့ပတ်သက်တဲ့စကားပြောလေးတွေကိုအတူတူလေ့လာကြည့်ကြမယ်နော်ပထမဦးဆုံးတစ်ခုကတော့ထမင်းစပွဲပြင်တာကူညီပေးပါအောင်လို့ပြောချင်တဲ့အခါမှာ help me set the table help me set the table ဆိုပြီးတော့မှပြောလို့ရပါတယ်နောက်တစ်ခုကတော့ဇွန်းတစ်ချောင်းယူပေးမလားလို့မေးချင်တယ်ဆိုရင် can you bring me a spoon Can you bring me a spoon ဒါကိုသွားလွှတ်ပစ်လိုက်ပါဆိုရင်တော့ throw this away စပွဲကိုတုပ်လိုက်ပါဆိုရင်ရောဘယ်လိုပြောမလဲ wipe the table အဝတ်စားတွေကိုကောက်သိမ်းပါလို့ပြောချင်တဲ့အခါမှာတော့ pick up your clothes အဝတ်လျှော်ချင်းနှောင်းထဲကိုထည့်လိုက်ပါဆိုလို့ရှိရင် put them in the laundry basket အဝတ်ခောက်ပါလို့ပြောချင်တယ်ဆိုရင်တော့ fold your clothes ဖန်ခွက်ကိုတတိထားကိုင်မှာ be careful with the glass မီးဖို့ကိုမကိုင်နဲ့မထိနဲ့လို့ပြောမယ်ဆိုရင်တော့ don't touch the stove ကလေးလေးတွေကိုတခုခုယူခိုင်းချင်တယ်ဒါပေမဲ့အဲ့ဒါကအမြင့်မှာရောက်နေတယ်အဲ့ဒါကိုမှီလားလို့မေးချင်တယ်ဆိုရင်တော့ can you reach that ဆိုပြီးတော့မှမေးလို့ရပါတယ်အခုဒီစကားပြောအတူလေးတွေကတော့အိမ်မှာနေရင်ကလေးလေးတွေကိုအိမ်မှုကိစ္စကူညီပေးဖို့နဲ့ပတ်သက်ပြီးတော့မှ English လို့ပြောလို့ရတဲ့စကားပြောလေးတွေပဲဖြစ်ပါတယ်နောက်ထပ်စကားပြောအသစ်လေးတွေကိုတော့နောက်ထပ်ဗီဒီယိုလေးတွေမှာဆက်ပြီးအတူတူလေ့လာကြည့်ကြမယ်နော်